ရောက်လာပါရောက်လာပါတော့ကြာဒါလေးကကျွန်တော်တို့ဆက်ပြောတာပါပြီးတော့ကျွန်တော်ပြန်ဆော့ပါကျွန်တော်တို့စစ်နေတာကိုစစ်ကိုလည်းကျွန်တော်တို့ဘာလို့ပြောရတာဦးချစ်တယ်ကတော့ဒါကဘုရားသိန်းတောင်းခဲ့ရဆိုတော့ဒါနဲ့သိန်းလေးတောင်းပေးလို့ရှိရင်ဒီချစ်တယ်ဒါလေးအရင်ပြရတာပေါ့ရိုက်နေတော့ကဟုတ်ရိုက်နေတယ်ဘာလို့ကြဆသွားလဲပြီးတော့ဒီနေ့ကပြုတ်တယ်ဒီနေ့ကပွဲသွားတယ်ကိုအခုပြန်တော့ငါရောက်ပြန်လို့စုံသွားတယ်အဲ့ဒါတက်ပြောလို့ရှိရင်ပွဲတယ်မပြီးသေးအဲ့ဒါကလည်းဘာလို့ပြုတ်တော့စလိတ်ပါအဲ့ဒီဒါရုံးနဲ့တော့တဲ့ခါဒီကျန်တာချင်းလုံးလေးကျွန်တော်တို့ချင်းလုံးလို့ဟုတ်တယ်နော်တော့လည်းလူခေါ်လာလိုက်ပဲအဲ့ဒီစီကဒီမှာဟာဘယ်လိုခေါ်လာခဲ့အဲ့ဒီချားတဲ့ချားပြီးတော့လိုက်